ထိုင်းဝင်ရောက်တဲ့အခါလေဆိပ်မှာတက္ကစီငားဆရာမလို့ငားမယ်ဆိုရင်ဈေးတွေကပတ်200နေပြီးတော့600တိမြင့်တက်တယ်ပုံမှန်ချိန်ဆိုရင်တော့မှကိုယ်နိုင်ခက်ထက်ကားပိုချက်တယ်အချိန်လဲအရန်ကြာတာပေါ့နော်ပေးသေးတွေအထိတ်မှတ်နေရဆိုပို့ဆိုးတယ်အဲ့လိုမဖြစ်ရှင်လေဆိပ်နဲ့မြို့ထဲကို45ဘတ်နဲ့ရထားစီလို့ရတယ်ဒါတောင်ကိတ်ဆုံဖျားထိုင်းဒီစီမှာ45ဘတ်ကြာမှာကြားဘူးတာမှဆင်အဲ့ထက်ပူရော့တာပေါ့အချင်းကလည်း25မိနစ်လောက်ပဲကြာမယ်ပုံမိုက်တာဖျားထိုင်းမှာပဲ BTS တွေနဲ့ပြန်ပေါင်းထားတဲ့အတွက်ကြောင့်မလို့ပတ်စံတော်တော်ချွေတာရောက်တယ်view ကလည်း taxi လမ်းကြောင်းမဟုတ်ဘဲနဲ့လမ်းတွေကိုမိုးပွားနေကြည့်ရမှာစီးမယ်ဆိုရင်တော့ရထားလမ်းမဖြတ်ပြီးအဝင်မှာတစ်ချက်လေးထိလိုက်ရုံနဲ့စီးလို့ရပြီ BTS တွေနဲ့မတူတာကတော့ကပ်ပြားနဲ့မဟုတ်ဘဲနဲ့ chip လေးနဲ့ပေါ့အဲ့ပြားလေးပြောင်းသွားရင်အထွက်မှာစကားနည်းနည်းပြောရတဲ့အတွက်ကြောင့်မလို့ကိစ္စဆုံးမပြောက်ဖို့လို့မယ်အဓိကသဘောကျရတော့အကျွေးစိ accepted ဖြစ်တဲ့အတွက်ကြောင့်မလို့တို့နိုင်ငံထဲမှာတည်းကခဏခဏပျောက်နေတယ်ချွန်းချွန်းနေမြည်နေတဲ့အဲ့အကျွေးစိတွေကိုတခါတည်းအပြန်မှာရှင်းသွားလို့ရတယ်အကျွေးသိတဲ့ case နဲ့မဟုတ်ဘူးဆိုရင်ခဏခဏပျောက်တာဆိုတော့ကျွန်တော်တို့အပြန်ဆိုရင်ရထားလမ်းမှာပဲဝတ်လိုက်တယ်ရောက်တာနဲ့ bike စာရဲဆို7ရှိတယ်ဒါမှမဟုတ် magic မှာတစ်ခါတည်းဝင်စားလိုက်ရုံပဲ3လွှာစိုင်နေနဲ့ရှင်မယ်ဆိုရင်တော့3စားလောက်ကိုတက်တာတယ်အဲအကြောင်းလဲနောက်ဗီဒီယိုမှာထပ်ပြီးတော့ share ပေးမယ်ပေါ့နော်